လူသူမရှိတဲ့တောနဲ့ကြီးတဲ့ကအိမ်တစ်လုံးမှာအမျိုးသမီးတစ်ယောက်ကအိမ်မက်မက်နေရာကနေလန်ထိုးလာပါတယ်။သူမကအိမ်ထဲကနေဖြည်းဖြည်းချင်းထွက်လာပြီးလေကားကနေဆင်းကမတော်တဲ့ကိုလက်နဲ့ဖမ်းဆုပ်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမတွေ့ရပါဘူး။သူမနားထဲမှာတော့ဖောက်အတန်ကြားနေခဲ့တာပါ။အဲဒီအချိန်မှာပဲလေကားလက်ရန်ကြားတဲ့ကနေမိစ္ဆာလိုကောင်တစ်ကောင်ကသူ့စီကိုလက်လန်းနေပါတယ်။သူမကအိမ်ပေါ်တက်ကိုတက်လာလိုက်ပြီးသူသားနှစ်ယောက်ကိုနှုတ်လိုက်ပါတယ်။ကလေးနှစ်ယောက်ကမနှက်စာစားလိုက်ပြီးအိမ်ပြေထွက်ဖို့ပြင်ဆင်ကြပါတယ်။သူတို့ကအမောင်နှစ်ယောက်ဖြစ်ကြပြီးအကြီးကောင်ကတော့ဆင်မြွယ်ဖြစ်ပြီးအငယ်လေးကတော့နိုလန်ဖြစ်ပါတယ်။သူတို့ကခရာတွေကိုခေါင်းကိုဆွတ်လိုက်ပြီးလက်ကိုကျိုးနဲ့ကြည့်ကမိစ္ဆာကငါ့ကိုထိလို့မရဘူး။ကျိုးကိုသာမလွတ်လိုက်ရင်အနေရကင်းနဲ့ဆိုပြီးဂါထာရွတ်သူလိုယူလိုက်ကြပါတယ်။အဲဒီနောက်ကျိုးတွေကိုခနာကိုမှခြိထားလိုက်ပြီးတိုးလက်ကိုထွက်ခွာလာကြပါတယ်။ကျိုးဆက်တစ်ဖက်ကတော့အိမ်မှာခြိထားတာဖြစ်ပါတယ်။သူတို့ဟာတယောက်တနေရာစီထွက်ခွာလာကြပြီးတနေရာမှာတော့အမေကမိစ္ဆာတကာကိုလမ်းတွေ့လိုက်ပြီးမိစ္ဆာကလည်းပြန်ကြည့်နေပါတယ်။အခုသူတို့နေတဲ့အိမ်ကိုကလေးတွေရဲ့ဘိုးကရှေးအောင်တွေနဲ့ဆောက်လုပ်ပေးခဲ့တာဖြစ်ပြီးမိစ္ဆာဝင်မလာနိုင်တဲ့ကောင်းကြီးနဲ့အိမ်လို့ယုံကြည်ထားတာဖြစ်ပါတယ်။နောက်တော့သူတို့ဘက်ကမိစ္ဆာလက်တဲ့တော်လာနေတာကိုသိရှိသွားပြီးအရင်အုံမြစ်ကနေကျိုးတစ်ချောင်းတွေ့လိုက်ပါတယ်။သူတို့ဟာတော်ထဲမှာစားစရာတွေကိုလိုက်နှံရှာဖွေရင်းနဲ့ဆမ်မြွယ်ကဖားသေးလေးတစ်ကောင်ကိုပါဇက်ထဲကိုထည့်လိုက်ပါတယ်။နိုလန်ကငှက်ဦးတအူးကိုလမ်းတွေ့လိုက်တဲ့အချိန်မှာတောက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ကျိုးရှည်ကမရှိကျိုးလို့ဆက်သွားလို့မရဖြစ်နေပါတယ်။အဲ့ဒါနဲ့သူကကျိုးကိုဖြီမလို့လုံနေစဉ်ဆမ်မြွယ်ရောက်လာပြီးသူ့ကိုကျိုးမဖြီဖို့တားလိုက်ပါတယ်။နိုလန်ကမကျေနပ်တဲ့ပုံစံနဲ့ပြန်လဲလာပြီးဆမ်မြွယ်ကမကြားကြားနဲ့အမေကငါ့ကိုပိုချစ်တယ်လို့ပြောလိုက်ပါတယ်။နိုလန်ကမင်းဘာပြောလိုက်တာလဲဆိုတော့ဆမ်မြွယ်ကဘာမှမပြောပါဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒါကိုနိုလန်ကစိတ်ဆိုးပြီးကျိုးကိုတနေတဲ့အချိန်မှာဆမ်မြွယ်ကဒလင်းခေါက်ဝေးပြုတ်ကျသွားပါတယ်။အောက်ရောက်မှလည်းခြေထောက်ကိုတစ်ကိုင်းနဲ့ခိုက်မိလို့ဆမ်မြွယ်ကထားလို့မရတော့ပါဘူး။နိုလန်ကခရာကိုမှုတ်လိုက်လို့သူတို့အမေလည်းကျိုးတိုင်းပေးလိုက်သွားပါတယ်။ဆမ်မြွယ်ကသူ့မှာကျိုးမရှိတော့တာသတိထားမိသွားပြီးစိတ်ချောက်ချလာပါတယ်။နိုလန်ကလည်းကျိုးကိုဖြတ်ကသူ့အကိုစီကိုတောက်ကူလိုက်ပါတယ်။သူတို့အမေကလည်းသူတို့စီကိုလာနေပြီမဲ့ကျိုးရှိကုံသွားလို့ဆက်သွားမရဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲမိစ္ဆာမင်းမကြီးတယောက်ကခေါင်းထောင်ထလာပြီးဆမ်မြွယ်တို့ညီကိုနောက်ကိုလိုက်လာနေပါပြီ။ဆမ်မြွယ်တို့အမေကကျိုးကိုဖျက်ချလိုက်ပြီးသူ့သားတွေကိုတောက်ကူလိုက်ပါတယ်။မိစ္ဆာမကြီးကသူတို့ကိုမိကန်နီးမှာသူတို့အမေကနိုလန်ဖြတ်ခဲ့တဲ့ကျိုးနဲ့၃ယောက်လုံးကိုခြိလိုက်ပါတယ်။မိစ္ဆာမကြီးတဲ့နားမှာရှာတစ်လင်းနဲ့တလန်းလန်းလုံနေပေမဲ့သူတို့ကိုထိလို့မရပါဘူး။မိစ္ဆာတွေကိုသူတို့အမေကပဲမြင်နိုင်ပြီးကလေးတွေကမမြင်ရပါဘူး။သူတို့အမေကအိမ်ထဲကတစ်ပင်ပုံထွင်ထားတဲ့တရားပုတ်ကိုထိခိုင်းထားပြီးသူတို့ပြောနေကြစကားကိုပြောကမ်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆမ်မြွယ်တန်ယာကိုသူ့အမေကဆေးကုပေးနေပါတယ်။ဆမ်မြွယ်ကသူ့အမေကိုဒီတစ်ခါတွေ့တဲ့မိစ္ဆာကဘာနဲ့လွဲလို့မေးရိုက်လို့ငါအမေတိုင်းပဲလို့ပြန်ပြောလိုက်ပါတယ်။ဆမ်မြွယ်တို့အမေကကျိုးတွေကိုပြန်ပြနေစဉ်မှာမိစ္ဆာမကြီးကသူတို့အိမ်ရှိကနေလမ်းကြည့်နေပါတယ်။ညရောက်တော့သူတို့ရှာဖွေရသမျှတွေကိုချက်ပြုတ်စားတောက်နေပါတယ်။ဆမ်မြွယ်တို့အမေကတခါတော့ကမိစ္ဆာမကြီးကမင်္ဂလေးငယ်လေးတယောက်ပုံစံနဲ့ကိုကြီးညတောင်းမှုတယ်။နေတိုင်းအော်ဟင်းနေတော့ဒါဟာတကယ်မဟုတ်ပါဘူးလို့ကိုပြန်ပြောနေရတယ်။ဒါကမိစ္ဆာရဲ့များရတဲ့ထောင်ချောက်ပဲလို့ပြောပြနေပါတယ်။သူကအရန်စိတ်ရှိတယ်။ကြာလာရင်သူရှိနေတာကိုလူတွေကမေ့သွားမယ်။ကျိုးမရှိတဲ့အချိန်သူနဲ့ထိလိုက်တာနဲ့ကျဲအောက်ကိုပူးကတ်သွားနိုင်ပြီးအိမ်ထဲကိုဝင်လာလိမ့်မယ်။ဘယ်တော့မှကျိုးကိုမလွတ်နဲ့ဆိုပြီးသတိပေးနေပါတယ်။လူလန်ကအိမ်အောက်ထဲမှာရောက်နေပြီးသူ့မိကတကားဖွင့်လိုက်ပါတယ်။ပြီးတဲ့အခါဆမ်မြွယ်ရဲ့လက်ဆိုကဆမ်မြွယ်ကိုမြေအောက်ခန်းထဲကိုဆင်းကားလိုက်ပါတယ်။အမေတို့ကိုအိမ်ကကာကွယ်ပေးဖို့တန်တယ်ဆိုတာကိုသတိပေးလိုက်ဆိုပြီးဆမ်မြွယ်ကိုပြောနေပါသေးတယ်။ဆမ်မြွယ်နဲ့လူနယ်တို့စကားပြောနေကြပြီးလူရန်ကငါတို့ကျိုးနဲ့လွတ်သွားတော့ကဘာမှထူးထူးခြားမခံစားရပါဘူး။တကယ်လို့မိစ္ဆာကငါတို့ကိုမိသွားရင်အမေကငါတို့ကိုတကယ်တက်လောက်လားအဖေကိုတက်တယ်လို့အဖိုးနဲ့အဖကိုတက်တယ်လို့လေးလို့ပြောလိုက်လို့ဆမ်မြွယ်ကသူတို့ကိုမိစ္ဆာကထိသွားတာကိုလို့ပြန်ပြောလိုက်ပါတယ်။ဆမ်မြွယ်တို့မိကအိမ်ရှိမှထိုင်နေစဉ်လူတယောက်ရောက်လာပြီးသူတို့မိသားစုရွလေးရှိတဲ့ဇာတ်တွေကိုညွှန်နေပြီးငါတို့နဲ့တွေ့လို့ရမလားငါနဲ့ပတ်သက်ပြီးအမှန်တိုင်းမပြောတတ်ဘူးပေါ့ငါကသူမဟုတ်တော့ဘူးသူတို့ကငါ့ကိုပေးပါလားသူတို့ငါ့ဒေတာကိုကြည့်ကျင်လို့လားဒီနေ့ငါအရန်ကိုနီးစပ်နေပြီအနေနဲ့အမြန်နင်ကျိုးကိုလက်လို့မှာပဲနင်လွတ်တာနဲ့နင်းကလေးတွေကိုနင်ပြန်စားအောင်လုပ်ပြမယ်ဆိုပြီးဆက်လိုက်ပြောနေပြီမဲ့ဂျွန်ကဘာမှပြန်မပြောဘဲအိမ်ထဲဝင်လာခဲ့ပါတယ်ဂျွန်နဲ့လူလန်ကဆောင်းရင်းတုံးကပျက်စီးခဲ့တဲ့အပင်တွေကိုရွှေ့ဆိုက်နေပါတယ်လူလန်ကသူ့အမေကြောကုန်းပေါ်ကမွေပုံတက်တူးနဲ့ပတ်သက်ပြီးနားမလိုက်တာကိုမေးမြန်းနေပါတယ်သူကဒီတက်တူးကိုအမေမြို့မှာနေတော့ကထိုးခဲ့တာလို့ပြောပေမဲ့
အဲ့ဒီချိန်တုန်းကဒီမိစ္ဆာတွေကလည်းပေါ်နေပြီဆိုဒါနားမလည်ဘူးလို့မေးလိုက်ပါတယ်သူ့အမေကငါဒါကိုဒီကိစ္စတွေမဖြစ်ခင်တည်းကထိုးခဲ့တာတော့ခက်တင်းတင်းပြောလိုက်ပါတယ်ဆက်ပြီးတော့ဂျွန်ကအမေသားရွယ်တုန်းကလည်းဒီလိုပဲမေကိုတွင်ရှောက်မေးတာအမေကိုလည်းမြုံခဲ့ဘူးအိမ်ကထွက်လာခဲ့ပြီးပြန်လာပြင်မယ်လို့တော့မထင်ဘူးလို့ပြောလိုက်ပါတယ်ဒီတနေရာကပဲသားတို့ကိုကာကွယ်နိုင်မှာတကယ်လို့မိစ္ဆာရာဒိုးရည်တွေကတယောက်ကိုထိမိသွားရင်အိမ်ထဲဝင်လာပြီးချင်းချင်းတက်ခိုင်းမှလို့ဆက်ပြောလိုက်ပါတယ်နိုလန်ကအကာကွယ်ရင်ကသားတို့တိန်နဲ့မဟုတ်ရင်ရောလို့မေးလိုက်လို့ဂျွန်ကဘယ်သူမှမရှိတော့ဘူးအမေတို့တယောက်ကကဘာကြီးပဲလို့ပြောလိုက်ပါတယ်သူတို့ကနေစဉ်ပွားတွေမှာလဲပတ်နေပြီးစားကြတွေကတနေ့တခြားရောလာနေပါတယ်လာစင်းအသေးမှာတော့သူတို့မိသားစုကတပြားတစ်ချက်ကိုဖင်ကကောက်ခုံနေကြပါတယ်ဂျွန်ကရေချုံးတွေတော့အတန်ကြားကိုလဲကြည့်လိုက်တော့နိုလန်ကိုမတ်တက်ရက်လျက်နဲ့တွေ့လိုက်ရပါတယ်သူ့မိကနိုလန်စီသွားတော့နိုလန်ကမျက်လုံးဖင်းရဲ့အိပ်ပျော်နေပါတယ်ဂျွန်ကနိုလန်ချောင်းမှာတက်နေကြချူကိုပြန်သက်ပေးလိုက်ပြီးအိပ်ရမှာတိတ်လိုက်ပါတယ်စတန်တို့အမေဂျွန်ကကျိုးသုံးချောင်းကိုဆက်လိုက်ပြီးသုံးရက်ထဲကြောင်းအောင်သွားလိုက်ပါတယ်ဂျွန်ကအတန်ကြားတဲ့စီကိုဒူးလေးနဲ့ချိန်ရိုက်တဲ့အခါမှာတော့ကလေးတယောက်ကိုဖျက်ကနေတွေ့လိုက်ရပါတယ်ပြင်ကြီးလိုက်တော့နိုလန်ဖြစ်နေပြီးကြီးကန်းတစ်ကောင်ကစိတ်နေပါတယ်သူနောက်တစ်ခေါက်ကြီးကန်းကိုချိန်ပေးလိုက်တဲ့အချိန်မှာနိုလန်ပုံစံဟန်ဆောင်ထားတဲ့မိစ္ဆာကအော်လိုက်လို့ကြီးကန်းကိုလွတ်သွားပါတယ်သူတို့အဲ့ဒီညမှာတစ်ခေါက်ပဲစားလိုက်ရပါတယ်နိုလန်ကတစ်ခေါက်ခွာနေစဉ်မှာအတန်ကြားကိုလက်ကြည့်လိုက်တော့ဘယ်သူမှရှိမနေပါဘူးသူ့ရဲ့ကြိုးကနေဆွဲယူခံလိုက်ရပြီးရေတွင်းသတင်းစီရောက်မှတော့လူနံလို့သွားပြီးအိမ်ပြင်ရောက်နေပါပြီသူ့ကမှလည်းကြိုးမရှိပါဘူးသူကတောတန်းဘက်ကိုကြည့်နေစဉ်သူ့ခွေးကိုတွေ့ရလို့သူကခွေးနှမဲကိုခေါ်လိုက်ပါတယ်ခွေးနဲ့ထိကန်ဒီမှာသူ့မိကသူ့ကိုလမ်းဆွဲလိုက်ပါတယ်ဂျွန်ကနိုလန်ကိုသူတို့ကျွန်းနေကြဆရာတွေကိုရွခိုင်းပြီးဓာတ်နဲ့ရွေထားပါတယ်တကယ်လို့မယုံနိုင်ရင်မိစ္ဆာကူးကတ်ခံရပြီဆိုတဲ့အိဗယ်နဲ့တက်ရမှာဖြစ်ပါတယ်အဲ့နောက်မှာတော့မြေရောက်မှာခဏပိတ်ထားလိုက်ပါတယ်နိုလန်ကဆမ်မြွယ်ကိုအင်ကားနဲ့ဝေးကိုထွက်ပြီးစားစရာရမှုစီယုံနေပါတယ်နိုလန်ကသူ့အမေကိုအပြစ်တင်နေပြီးစားချနဲ့ပတ်သက်လို့သူမစင်စားတတ်တော့ဘူးလို့ပြောနေပါတယ်နိုလန်ကငါကျိုးကိုလွတ်ပြီးသွားမှဖြစ်ပေမဲ့မင်းလက်ကိုတော့မလွတ်ပါဘူးလို့ပြောနေပါတယ်ဂျွန်ကကင်မရာတစ်ခုကိုယူလာပြီးသူ့ကလေးတွေကိုကင်မရာအကြောင်းရှင်းပြနေပါတယ်ရင်ကရိုက်ခဲ့တဲ့သူ့တပ်ပုံတွေကိုလည်းပြနေပါတယ်ကင်မရာထဲမှာဖရင်တစ်ခုခြံထားပြီးအချိန်မှာတော့ငါတို့ဘာကြောင့်တက်ရှိနေရလဲဆိုတဲ့အကြောင်းပေါ်ပေါက်လာခဲ့ရင်ရိုက်ဖို့လို့ပြောလိုက်ပါတယ်ဆက်ပြီးတော့ဂျွန်ကဒီနေ့ဆောင်းရည်ကတော်တော်ဆိုးရွားတဲ့အတွက်တီးနဲ့ပင်လည်းပျက်စီးကုန်ပြီတိကျနေလည်းပြန်ရောက်မလာကြသေးဘူးဒီတိုင်းဆိုရင်တော့မကြခင်သေရလိမ့်မယ်အဲ့ဒီတော့ခွေးလေးကိုတာကိုပဲရဲခါပြေးသွင်းရလိမ့်မယ်လို့ပြောလို့နိုလန်ကခါတီးတီးဖြစ်သွားပါတယ်နိုလန်ကအင်ကားနဲ့ထွက်ပြီးစွစားခြင်းပေမဲ့သူ့အမေကလက်မခံပါဘူးနောက်ဆုံးမှခွေးကိုတတ်ဖို့ကိစ္စကဆမ်မြွယ်ပေါ်မှာမူတည်သွားပြီးဆမ်မြွယ်ကငါတို့လုံးဝဖြစ်မယ်လို့ပြောလိုက်ပါတယ်ဂျွန်ကဒူလေးကိုဆွဲကကိုတာကိုနိုလန်လက်ထဲကနေခက်ချမ်းချမ်းဆွဲခေါ်သွားပါတယ်ဂျွန်ကကိုတာကိုဖက်ကဝမ်းထဲစွာငိုချလိုက်ပါတယ်အဲ့ဒီနောက်ဒူလေးကိုအချိန်ကြာကြီးချိန်နေစဉ်နိုလန်ကဓာတ်နဲ့ရောက်လာပြီးအမေအထင်မှားနေတာမိစ္ဆာဆိုတာမရှိဘူးဆိုပြီးကျိုးကိုဓာတ်နဲ့ခုတ်လိုက်ပါတယ်တကားကိုလည်းအပြင်ကပိတ်လိုက်ပြီးသူ့မေသူ့နောက်လိုက်မလာအောင်လုပ်လိုက်ပါတယ်ဂျွန်ကနိုလန်ကိုမိစ္ဆာကိုအမေခေါ်လာမိတာမိစ္ဆာဆိုတာတကယ်ရှိတယ်အခုတကားဖွင့်ပေးပါဆိုပြီးမန်နီကိုထုခွဲနေစဉ်ဆမ်မြွယ်ရောက်လာပြီးနိုလန်နဲ့လုံထွေးနေပါတယ်အဲ့ဒီအချိန်မှာပဲဂျွန်နောက်ကနေမိစ္ဆာမကြီးပေါ်လာပြီးဆိုးလိုက်တဲ့စိတ်လေးတွေငါးထိုင်ကုန်မှာထိုင်နေတာမိပြီဆိုပြီးပြောလိုက်ပါတယ်ဂျွန်ကမိစ္ဆာဒီမှာရောက်နေပြီလို့ကလေးတွေကိုလမ်းပြောလိုက်ပါတယ်နင်ဘယ်တော့မှမဝင်စရာဘူးဆိုပြီးမိစ္ဆာမကြီးကိုဆက်ပြောလိုက်ကသူ့လက်ပင်ကိုမှန်ခွဲစားနဲ့လီးချလိုက်ပါတယ်ဆမ်မြွယ်ကနိုလန်ကိုတစ်ချက်ထိုးလိုက်ပြီးသူ့မေစီသွားကသူတို့ပြောနေကြစကားတွေနဲ့ရွတ်နေပေမဲ့သူ့မေကပြန်ထမလာနိုင်တော့ပါဘူးနိုလန်ကသူ့မေရင်ကလှုပ်ခဲတဲ့လှုပ်တွေကိုလှုပ်နေပြီးအားပြနေတဲ့ဆမ်မြွယ်ကိုမင်းကိုအသေးမခံဘူးလို့ပြောကအင်ကထွက်လာခဲ့ပါတယ်နိုလန်ကတော်ရဲကိုရှောက်သွားရင်းနဲ့ကားလမ်းမပေါ်ရောက်လာကကူညီကြပါဆိုပြီးအော်နေပေမဲ့ဘာမှမထူးကြပဲအိမ်ပြန်ရောက်လာပါတယ်သူအိမ်ပေါ်တက်ခန့်နေမှလူတယောက်ကဂုဏကအကူကြီးတောင်းနေတာမင်းလားလို့မေးလိုက်ပါတယ်နိုလန်ကလူသားမိစ္ဆာလာဇဝေစွာဖြစ်နေစဉ်မှာအဲ့လူကမင်းနာမည်ဘယ်လိုလဲလို့လမ်းမေးလိုက်ပါတယ်နိုလန်ကသူ့နာမည်ကိုပြန်ပြောလိုက်ရင်ကျွန်တော်ကိုနေမကောင်းဘူးသူစားစရာလုံနေတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီလူကငါနာမည်ကခိုးပါငါကဒီကားနဲ့9မိုင်လောက်မှရပ်ထားတယ်မင်းတို့ညီကိုခေါ်တော်လို့ရရလို့ပြောနေချိန်မှာဆမ်မြွယ်ကဒူရင်းနဲ့ချိန်တိုင်းနောက်ဆုံးဆန်းလို့လမ်းဝေါ်လိုက်ပါတယ်လူစိမ်းကငါမင်းတို့ကိုကူညီပေးနေတာပါလို့ပြောလိုက်တဲ့အချိန်မှာဆမ်မြွယ်ကခင်ဗျာကျွန်တော်အမေကိုတက်တာမုံလာလို့လမ်းဝေါ်လိုက်ပါတယ်ဟိုလူကမင်းမေကိုတော့မသိပါဘူးလို့ပြန်ပြောလိုက်ပါတယ်ခိုးကဖြည်းဖြည်းချင်းလမ်းထွက်သွားချိန်မှာ
နိုလန်သားနေတဲ့ကြားကဆမ်မြွယ်ကမြားနဲ့ပစ်ချလိုက်ပါတယ်နိုလန်ကနောက်ကနေပြစ်လိုက်သွားလိုက်ပြီးခိုးရဲ့ကြောပွဲကိုလူယူလိုက်ပါတယ်အဲဒီအချိန်မှာဟိုလူက911ကိုဖုန်းခေါ်နေပြီးပြန်မပြောနိုင်ဖြစ်နေပါတယ်နိုလန်ကရလာတဲ့စီတိုပူလက်ကစားစရာတွေကိုခစားလိုက်ပြီးဆမ်မြွယ်ကိုကြွလိုက်ပေမဲ့ဆမ်မြွယ်ကမစားပါဘူးအဲဒီလူကလူမဟုတ်ဘူးမိစ္ဆာပဲလို့ပြန်ပြောနေပါတယ်ညဘက်ရောက်လို့နိုလန်တို့အိပ်ပျော်သွားတဲ့အချိန်မှာတော့စားစရာတွေကိုငံမြစားလိုက်ပြီးခိုးရဲ့အိတ်ထဲမှာသွေးတဲ့ပစ္စည်းတွေကိုရှောက်ကြည့်ရင်ဓမီတလဲကိုသွေးလိုက်ပါတယ်ဓမီကိုရောင်ပြောင်းအောင်လုပ်ပြီးကစားနေရင်သူတို့မိသေးခဲ့တဲ့တဲတဲကအတန်ကြားကိုတွားကြည့်လိုက်ပါတယ်တဲတဲကိုလမ်းကြည့်လိုက်တဲ့အချိန်မှာဖြက်ခနဲသူ့မိမသက်ရနေတဲ့ပုံကိုတွေ့လိုက်လို့တကားဖွင့်ကြည့်တော့ဘာမှမရှိတော့ပါဘူးအဲ့ဒီအချိန်မှာသူနောက်ကဟယ်လိုဆိုပြီးတန်ကြားလို့လက်ကြည့်လိုက်တော့သူတို့ရဲ့ကလေးမလေးတရားကိုတွေ့လိုက်ရပါတယ်ကလေးမလေးကသူများနဲ့ပြည့်လို့သေးသွားတဲ့ခိုးရဲ့သမီးဖြစ်ပြီးသူမကကားထဲမှာစောင့်နေရကနေသူ့ဝေပြန်အောင်မလားလို့လိုက်ချနေတာပါဆမ်မြွယ်ကိုသူ့မိကိုတွေ့မိသေးကြလို့မေးတာကိုဆမ်မြွယ်ကမြန်မြန်ကောင်းခါပြပြီးမသိမိပါဘူးလို့ပြန်ပြောလိုက်ပါတယ်ကောင်မလေးကဆမ်မြွယ်ကန်ရတဲ့ဓမီကိုသတိထားမိသွားပြီးအဲ့ဒါဘယ်ကရတာလဲအဲ့ဒါငါဖေဓမီလို့ပြောလိုက်ပါတယ်ဆမ်မြွယ်ကအမှန်တမ်းပြလိုက်ပြီးငါသူ့ကိုမိစ္ဆာထင်လို့ပါလို့ပြောလိုက်ပါတယ်ကောင်မလေးကကြောက်ပြီးထွက်ပြေးသွားလို့ဆမ်မြွယ်နောက်ကပြေးလိုက်သွားပါတယ်ဒါပေမဲ့ကျိုးရှိကမရှိတော့တဲ့အတွက်သူကကျိုးကိုဖြေလိုက်ပြီးဆက်လိုက်သွားပါတယ်တွိုင်းနဲ့ဆိတ်ချောက်ချလာပြီးရက်ကနားဆုံးလိုက်ပါတယ်အဲ့ဒီအချိန်မှာကုနာမင်းကလေးကရှာရှည်ကြီးနဲ့သူ့လက်ကိုထိလိုက်ပြီးသူ့တို့ကိုယ်လုံးပတ်မိသွားကသူလည်းလဲကျသွားပါတယ်အဲ့ဒီအချိန်လိုလန်လိုးလာပြီးသူ့ကိုလိုက်ရှာပါတော့တယ်သူ့ကိုခေါ်တန်ကြလို့ပြေးကြည့်လိုက်တဲ့အချိန်မှာသူ့ကိုက2ယောက်ဖြစ်နေပြီးတယောက်ကသူ့ဂျိုးကိုတာနဲ့ခုတ်ပြလိုက်လို့အင်ကိုမြန်ပြန်ပြေးလိုက်ပါတယ်သူကအိမ်ထဲမှာအတန်ကြားနေလို့ဘာမှမသိပဲလိုက်ကြည့်နေပါတယ်သူတို့အခန်းထဲကအတန်ကြားလို့တွားကြည့်တဲ့အခါဆမ်မြွယ်ကိုကြောခိုင်းလျက်နဲ့တွေ့လိုက်လို့ခေါ်ကြည့်လိုက်ပါတယ်ဆမ်မြွယ်ကခေါ်လို့မရပဲကြောင်တောင်ကြီးဖြစ်နေပါတယ်နိုလန်ကမျက်နှာကျက်ကိုလက်နဲ့ထိလိုက်ပြီးသူ့မိပြောခိုင်းနေကြစကားရှေးဟောင်းတက်ကြရတဲ့ဆော်ရတဲ့ကောင်းကြီးခန့်အိမ်ဒီအိမ်ထဲမှာကောင်းကင်ဘုံရှိရဆိုပြီးညွှန်နေတဲ့အချိန်မှာပဲဆမ်မြွယ်ကဓာတ်ကိုထုတ်ကခုတ်လိုက်ပါတယ်နိုလန်ကအခန်းပြင်ပြေးထွက်လိုက်ပြီးတကားကိုပိတ်ထားလိုက်ပါတယ်ဆမ်မြွယ်ကတပြားကိုဖွင့်လိုက်ပြီးအခန်းထဲကိုမီးလိုက်ရှို့လိုက်ပါတယ်နိုလန်ကိုအိမ်ထဲမှာပိတ်မိအောင်လုပ်ခဲ့ပြီးဆမ်မြွယ်ကအိမ်ပြင်မှာဓာတ်ကင်စောင့်နေပါတယ်နိုလန်ကခေါင်မိုးကနေထွက်လာနေပြီးဆမ်မြွယ်ကစောင့်ကြည့်နေပြီးအိမ်ကမင်းကိုကာကွယ်မပေးနိုင်တော့ဘူးလို့လမ်းပြောလိုက်ပါတယ်နိုလန်ကအိမ်ထဲပြန်ဝင်လိုက်တဲ့အချိန်မှာနိုလန်ဒီကိုလာပါအောင်လို့ပြောလိုက်တဲ့သူ့မိတန်ကိုကြားလိုက်ပြီးနိုလန်ကသူ့မိစီကိုတိုးသွားလိုက်ပါတယ်နိုလန်ကခမည်းကကျွန်တော်အမေမဟုတ်ဘူးခမည်းဆမ်မြွယ်ကိုလွှဲတာကျွန်တော်မြင်တယ်လို့ပြောလိုက်လို့သူ့မိကငါကသူ့ထက်တောင်ငါပြီးသားသေးတယ်ငါကသူ့ကိုယ်တည်းကအမောင်တူပဲအခုမင်းကိုယ်တည်းကအမောင်တူဖြစ်သွားပြီငါကမင်းသွေးတည်းကအမောင်တူပဲမင်းလှုပ်ဖို့လိုတာကလှုပ်လိုက်ဖို့ပဲလို့ပြောလိုက်ပြီးမြဲနိုလန်ကငါမလွတ်နိုင်ဘူးလို့ပြောလိုက်ပါတယ်ဆမ်မြွယ်ကသူ့မိကင်မရာနဲ့အိမ်ကိုနောက်ခံထားကသူ့မျက်နှာကိုဓာတ်ပုံရလိုက်ပါတယ်အဲ့နောက်သူတို့အမေရှိစဉ်ကအခါတရံဝင်နေခဲ့ရတဲ့မြေရောက်ခန်းတကားကိုဖွင့်လိုက်ပါတယ်သူ့အမေရောက်လာတဲ့အခါမှာတော့မြေရောက်ခန်းထဲကိုတွန်းလဲပြီးသူ့ပါကုံကြလိုက်ကတကားကိုဆွဲပေးလိုက်ပါတယ်အဲ့နောက်သူ့မေဟန်တော်လာတဲ့မိစာကိုအတင်းဆွဲပတ်ထားလိုက်ပါတယ်အဲ့ဒီနေရာသူတို့ရဲ့ဝိညာဉ်တွေကိုတန်းစင်ပေးတဲ့မြင့်မြတ်တဲ့နေရာဖြစ်နေလို့မိစာကမနေနိုင်ပဲလူးလို့ရုန်းကန်နေပါတယ်အဲ့နောက်မိစာကသူ့မေခဏကိုလည်းကကွဲထွက်ကစားစီတွန်းထွက်သွားပါတယ်နောက်တစ်ခါမှတော့ကယ်ဆယ်ရေးသမားတွေဟာမိတောင်းနေတဲ့အိမ်ထဲကနိုလန်ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်နိုလန်ကိုတည်ဆောင်သွားတဲ့ရဲဟင်ဟာခွေးကောင်းနေတဲ့မြစ်နဲ့တောင်ကုန်းတွေကိုဖျက်ကျော်ကပြန်တန်းလာနေပြီးခွေးလေးကိုတာကတော့ကြံခဲ့ပါတယ်နိုလန်မျက်လုံးပွင့်လာပြီးသူ့ကိုဗမာလေးလို့မေးလိုက်ပါတယ်ဒီမှာရှိပါတယ်ဆိုတော့ညွန်ပြလိုက်လို့သူ့ဘေးမှာပဲဆမ်မြွယ်ကိုတွေ့တဲ့အခါငါတို့လွတ်လပ်ပြီးလို့လမ်းပြောလိုက်ပါတယ်ဆမ်မြွယ်အိမ်ရှိမှရထားတဲ့ဓာတ်ပုံလေးမှာတော့ဆမ်မြွယ်ရဲ့ပခုံးမှာမိဆာရဲ့လက်ကရှိနေတဲ့အတွက်ဆမ်မြွယ်ကိုမိဆာကပူကတ်ဝေရောက်သွားပြီးဖြစ်ပါတယ်သူတို့ကိုတည်ဆောင်လာတဲ့ရဲဟရင်ကမြို့ပြဘက်ကိုဆက်လက်ပြန်တန်းလာနေရင်းနဲ့စတန်လေးလည်းပြီးဆုံးသွားပါတယ်